မဲပြီးတယ်ဆိုတာနိုင်ငံသားတယောက်ချင်းစီရဲ့အခွင့်အရေးပါလာမဲ့နိုင်ငံရေးလွတ်တော်နိုင်ငံရဲ့အခင်းကျင်းအစိုးရတည်မှာကိုအမျိုးသားကိုဥဒီတောက်ပူစားပြီးနဲ့ဇုံမီအမျိုးသားပါတီကလည်းတတ်နိုင်သမျှရောက်တဲ့နေရာတိုင်းမှာမဲပြီးတဲ့အချိန်ကျမဲပြီးတဲ့နေ့ကျရင်မဲပြီးတော့ရွေးကောက်တင်မြောက်ကြပါကျွန်တော်တို့ပါတီရုံကြီးနဲ့မဲပြီးကြပါကျွန်တော်တို့ဇုံမီလူမျိုးနဲ့ဇုံမီဒီတာဖွံ့ဖြိုးရေးအတွက်တတ်နိုင်သမျှအတိုက်ပွဲဝင်ဆောင်ရွက်သွားပါမယ်လို့ကျွန်တော်ကတိပြုပါတယ်ခင်ဗျာကျွန်တော်ပါတီဇုံမီအမျိုးသားပါတီဖွဲ့တာကြတော့3 လလောက်ပဲရှိသေးတယ်ကျွန်တော်တို့မှာအခက်အခဲတွေအများကြီးရှိပါတယ်လက်ရှိအားလုံးကြည့်တဲ့အတိုင်းလက်ရှိနိုင်ငံရေးအခြေအနေနဲ့အခြေအနေအခက်အခဲတွေအများကြီးရှိပါတယ်ဒီကြားထဲမှာကျွန်တော်တို့အခက်အခဲများစွာကြော်လွှားပြီးတော့လာမယ့်ရွေးကောက်ပွဲမှာလွတ်တော်နိုင်ငံရေးအခင်းကျင်းမှာကျွန်တော်တို့ဇုံမီတိုင်းရင်းသားဇုံမီလူမျိုးတွေကိုစားပြုနိုင်ဖို့လွတ်တော်နိုင်ငံရေးမှာကိုလူမျိုးရဲ့အတန်ကိုစားပြုနိုင်အောင်ဒီတာဖွံ့ဖြိုးရေးလုပ်နိုင်အောင်ကျွန်တော်တို့ပြင်ဆင်ပြီးတော့စူးစမ်းလုပ်နေပါတယ်ဒီနိုင်ငံရေးအခင်းကျင်းအပြောင်းလဲဖြစ်လာမယ်ဆိုရင်လွတ်တော်နိုင်ငံရေးပဲသွားတော့မှာကိုသွားတဲ့ခါကျတော့ကိုလူမျိုးကိုဒီတော့ကိုစားပြုမဲ့ပါတီမရှိဘူးဆိုရင်ကျွန်တော်တို့ကြံခဲ့မှာလေကြံခဲ့မှာဆိုတော့ကျွန်တော်တို့ကိုတတ်နိုင်သမျှကိုယ်စားလှယ်လောင်းတွေလည်းအမည်တင်သွင်းထားတယ်ချင်းပြည်နယ်လွတ်တော်မှာအပြည့်အဝမဟုတ်ရင်တော့မှထက်ဝက်ကျော်ကျွန်တော်အမည်စင်တင်သွင်းထားတယ်ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်မှာလည်းကျွန်တော်တို့အဓိကပေါ့ကျွန်တော်မြောက်ပိုင်းချင်းပြည်နယ်မြောက်ပိုင်းမှာအားလုံးမဲဆန္ဒနဲ့အားလုံးမှာကျွန်တော်လွတ်တော်ကိုယ်စားလှယ်လောင်းအမည်တင်သွင်းထားပါတယ်ပြီးတော့မှကျွန်တော်ထပ်ပြီးပြောချင်တာကပြည်သူတွေကျွန်တော်တို့တပီးနဲ့တတိုက်ပြည်လုံးမှာအခုပြိုင်မဲ့နိုင်ငံရေးပါတီ50ကျော်လောက်ရှိတယ်58ပါတီလောက်ရှိတဲ့အဲမှာကျွန်တော်တို့ဇုံမီတိုင်းရင်းသားများလဲဇုံမီအမျိုးသားပါတီလဲအပါအဝင်ဖြစ်ပါတယ်ကျန်တဲ့ပါတီလူမျိုးအကြီးကြီးလဲသူတို့ဆိုင်ရာတက်ဆိုင်ရာပါတီတွေကိုသူတို့ရွေးချယ်တင်မြောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုအမျိုးသားကိုစားပြုမဲ့ဇုံမီအမျိုးသားအကျိုးစီးပွားကိုကာကွယ်မြင့်တင်နိုင်မဲ့ဇုံမီအမျိုးသားကိုပါတီကိုတာလဲမဲပြီးကြဖို့နိုင်ငံအရရမှာဒီတာအရရမှာရောက်ရှိနေတဲ့ဇုံမီပြည်သူမဲဆန္ဒမဲရှင်ပြည်သူများကိုဒီကနေတိုက်တော့ပါတယ်ကျွန်တော်တို့အရင်ကတော့ဇုံမီပါတီရှိခဲ့ဘူးတယ်အခုကတော့သူတို့နားထားပြီးသွားနားထားတော့ကျွန်တော်တို့မျိုးဆက်တစ်တွေအတက်ကြီးပိုင်းလဲပါတယ်အရွယ်မြောက်ပေါ့လူငယ်ပိုင်းလဲပါတယ်ပြီးတော့မျိုးဆက်တစ်တွေလဲအကြီးက balance ဖြစ်တော့ကျွန်တော်တို့ပါဝင်ထားပါတယ်ကျွန်တော်တို့အကြီးကတော့ချင်းပြည်နယ်တီးတီမြို့နယ်နဲ့တွန်းဆောင်မြို့နယ်မှာအကြီးကရုံးဆိုင်ပါတယ်လက်ရှိတော့ရန်ကုန်မှာကျွန်တော်တို့ယာယီရုံးချုပ်ဖွင့်ထားပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိတော့အားလုံးတည်တဲ့အတိုင်းပဲလေနော်အားလုံးနိုင်ငံရေးအမြင်သဘောထားမတူသဘောထားကွဲလွဲမှုပေါ့ခံယူချက်မတူဘူးပေါ့ကျွန်တော်တို့ဘယ်သူမှပြီးမတင်လို့ပါဘူးနိုင်ငံရေးဆိုတာကိုယ့်ရဲ့အမြင်မတူဘူးလေခံယူချက်မတူဘူးဒါပေမဲ့ကျွန်တော်အမြင်ကြတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမြင်ကြောက်ဘာလဲဆိုတော့ကျွန်တော်တို့ဥပဒေဘုံတွင်မှာဒါလက်ရှိဖွဲ့စည်းပုံကျွန်တော်ကြိုက်တယ်ဖြစ်စီမကြိုက်တယ်ဖြစ်စီဒီဖွဲ့စည်းပုံအခြေခံအောက်မှာတွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဖွဲ့စည်းပုံအောက်မှာပဲကျွန်တော်တို့လိုချင်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တို့federal ရေးရာတို့ကျွန်တော်တို့တတ်နိုင်တဲ့မြောက်ဥပဒေဘုံတွင်မှာစပွဲဝိုင်းမှာဆွေးနွေးနိုင်ဖို့ကျွန်တော်တို့ပါတီအနေနဲ့ရည်မှန်းထားတယ်ပြီးတော့ခုနမေးတယ်လို့ခုနအကူမေးတယ်လို့လက်ရှိကျွန်တော်တို့နေမြားတော့အဖွေပေါင်းများစွာရှိတယ်ကျွန်တော်တို့တတိထားပြီးလုပ်ပြရပါတယ်ပြီးတော့မှတွားရေးလာရေးလဲခက်ခဲတယ်ကြီးတဲ့တိုင်းပဲချင်းပြည်နယ်ကဒီဖွံ့ဖြိုးတိုးတက်မှုနောက်ကျဆုံးထဲမှာပါတာဦးမြန်မာနိုင်ငံထဲမှာဒါပေမဲ့သူတို့လည်းတိုက်ပြီးတိုးတက်ဖို့ကုလိုမျိုးကုဒေတာဖွံ့ဖြိုးတိုးတက်ဖို့ရည်မှန်းထားတဲ့လူတွေပဲအဖွဲ့အစည်းပေါင်းဆောင်ဒါဒီကျွန်တော်တို့ခုလောလောဆယ်မဖြစ်နိုင်ရင်တော့မှတော့အနာဂတ်မှာအားလုံး all inclusive ဖြစ်တဲ့အားလုံးလက်ခံနိုင်တဲ့ဇုံမီနိုင်ငံရေးဖြစ်ချင်းပြည်နယ်နိုင်ငံဖြစ်တက်ဆိုင်သူအားလုံးအဖွဲ့အစည်းအတီးကြီးအားလုံးနဲ့တော့ကျွန်တော်တဖြည်းဖြည်းဆွေးနွေးပြီးတော့ညှိနှိုင်းသွားဖို့ရှိပါတယ်ခင်ဗျာ 100% တော့ပြောလို့မရဘူးเนาะ100% တော့ပြောလို့မရဘူးတတ်နိုင်တမျှတော့ကျွန်တော်တို့အခုမဲစင်းကိစ္စတွေကြိုတင်မဲစင်းကိစ္စတွေလည်းကျွန်တော်တို့ကြိုးစားပြီးတော့